မင်္ဂလာပါဒီနေ့ February 15 ရက်2026ခုနှစ်မှာဖြစ်ခဲ့တဲ့မြန်မာနိုင်ငံရဲ့သတင်းဖြစ်စဉ်တွေကိုအတူတူကြည့်လိုက်ကြရအောင်ပါဒီတရက်ထဲမှာပဲဘယ်လိုအကြောင်းအရာတွေကသတင်းစာမျက်နှာတွေပေါ်ကိုရောက်လာခဲ့တယ်လဲဆိုတာစကြည့်ကြရအောင်ဆိုတော့ February 15 ရက်နေ့ဒီတရက်တဲမှာမြန်မာနိုင်ငံမှာတကယ်တမ်းဘာတွေဖြစ်ပျက်ခဲ့တာလဲဒီနေ့သတင်းဆွေးတဲ့အစားအနာတွေကိုစူးစီးလိုက်တဲ့အခါဘယ်လိုပုံရိပ်တကူထွက်ပေါ်လာမလဲဆိုတာကိုအခုပဲလေ့လာကြည့်လိုက်ကြရအောင်ပါပထမဆုံးအခန်းကဏ္ဍအနေကတော့တနင်္လာလုံးမှာဖြစ်ပွားနေတဲ့ပိဋကတ်သတင်းတွေနဲ့ပဲစလိုက်ချင်ပါတယ်ဒီအပိုင်းကတော့စစ်မီလီယံများဆိုပြီးခေါင်းစဉ်ပေးထားပါတယ်ပထမဆုံးစပြီးကြည့်ရမယ်ကိန်းကတန်းတို့ကတော်တော်လေးတုံ့လောက်စရာကောင်းပါတယ်ခေတ်သစ်မီဒီယာရဲ့ဖော်ပြချက်အရတရက်တဲမှာပဲနော်တနိုင်ငံလုံးတိုင်းရနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်ပေါင်း204အထိတေဆုံးခဲ့တယ်လို့ဆိုပါတယ်ဒါဟာနိုင်ငံတိုက်ပွဲတွေဘလောက်ပြင်းထန်နေလဲဆိုတာကိုညွှန်ပြနေတဲ့ကိန်းကတန်းတစ်ခုပါပဲဟုတ်ပြီစီးရဲပရိပခတ်တီကအရသားတွေကိုလည်းတိုင်းရိုက်ကထုံးမှုတွေရှိစေခဲ့ပါတယ်မန်လေး Free Press ကထုတ်ပြန်တဲ့သတင်းကိုကြည့်မယ်ဆိုရင်နွားထုံကြီးသေးတာမှာကျေးဝါပေါင်း30နီးပါးကိုစစ်ကြောင်းတွေကဝင်ရောက်စီးနင်းတာလူရတာပြီးတော့မိရှုဖျက်ဆီးတာတွေလုပ်ခဲ့တယ်လို့သိရပါတယ်အရသားတွေထိခိုက်သေးဆုံးရတဲ့သတင်းတွေကလည်းတကယ်ကိုစိတ်မကောင်းစရာပါပဲဖြစ်စဉ်တစ်ခုမှဆိုရင်ဖားကန်မှာလေကြောင်းထိုက်ခိုက်မှုကြောင့်အယက်သားသူတေဆုံးခဲ့ရတယ်လို့မင်းပြမှာလည်းစစ်ကြံဘုံပေါက်ကွဲမှုကြောင့်မွတ်စလင်အမျိုးသားသူအသက်ဆုံးရှုံးခဲ့ရပြန်ပါပဲအခုဒီဇာတ်ကိုကြည့်လိုက်ရင်ပိုပြီးတော့ရှင်းသွားပါလိမ့်မယ်နွားထိုးကြီးမှာအင်ချီရီမီရှိုခံရတာဖားကန်မှာဖျားကြောင်းတဲ့ရက်ွက်တွေတိုက်ခိုက်ခံရတာတပိတ်ချင်းမှာဆိုရင်စစ်ကြောင်းထိုးလာလို့တိုက်ပွဲတွေပြင်းထန်နေတာနောက်ပြီးတော့မြင်းကြီးနားလေးစစ်ကို FPV drone တွေနဲ့တိုက်ခိုက်တာဒီဖြစ်ထွက်တွေအားလုံးကဒီတနေ့တည်းမှဖြစ်ခဲ့တာဖြစ်ပြီးပရိပခတ်တွေဟာနေရာဒေသအနှံ့မှာဘလောက်ကျေပြနေတယ်လဲဆိုတာကိုကွက်ကွင်းမြင်တာစေပါတယ်။ကဲနောက်တစ်ပိုင်းကိုဆက်သွားကြည့်ကြအောင်။ဒီတစ်ခါတော့အာနာပိုက်ရဲ့တရားဝင်ထုတ်ပြန်ချက်တွေနဲ့မြေပြင်မှာတကယ်ဖြစ်ပျက်နေတဲ့အခြေအနေတွေကြားကကွာဟချက်ကိုနည်းနည်းလောက်လေ့လာကြည့်ကြမှာပါ။ DBB ရဲ့တတိယမှာတော့ဒုတိယစစ်ခေါင်းဆောင်ကအစစ်မင်းတန်တမာရေးရစကားတကုန်းကိုပြောခဲ့ပါတယ်။အဲ့ဒါကတော့မြန်မာနဲ့တရုတ်ဟာရွေးချယ်စရာမရှိတဲ့အိမ်နီးချင်းကောင်းဖြစ်တယ်ဆိုတာပါပဲ။ဒါကနိုင်ငံတကာဆက်ဆံရေးအဆင့်မှာပြောဆိုတဲ့စကားတစ်ခုပေါ့ဒါပေမဲ့လေအဲ့လိုအဆင့်မြင့်တန်တမန်စကားတွေပြောနေတဲ့အချိန်မှာပဲမြေပြင်မှာတော့လုံးဝကိုစန့်ကျင်ဘက်ထိတဲ့အခြေအနေတခုကိုတွေ့ရပြန်ပါတယ် DVB သတင်းမှာပဲအေယာဝတီတိုင်းမဟုတ်ပဲမြို့နယ်ကတိုးမီထဲမှာရေလိုသားတွေစီကနေစစ်ကောင်စီတပ်နဲ့ရေတွေကအကာအကွယ်ကျဲတော့ကင်းကျဲတော့တောင်းခံတယ်လို့ဖော်ပြထားပါတယ်ဒီ slide ကတော့အပေါ်ယံပြောစကားနဲ့လက်တွေ့အခြေအနေကြားကခွာရချက်ကိုအထင်ရှားဆုံးပြနေတာပါပဲတစ်ဖက်မှာနိုင်ငံတကာအတွက်ပထဝီနိုင်ငံရေးအရာအရေးပါတဲ့အိန္ဒိယသမုဒ္ဒရာထွက်ပေါ်ဖန်တီးပေးနိုင်တယ်လို့ကြီးညာနေချိန်မှာပြည်တွင်းမှာတော့ခေတ်သစ်မီဒီယာရဲ့သတင်းရကမန်ရွေးလိုနေရာမျိုးမှာစစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီးပြည်သူတွေစီကနေငွေညစ်နေတဲ့ဆိုတဲ့သတင်းတွေထွက်ပေါ်နေပါတယ်အခုတခါမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးနိုင်ငံတကာအတိုင်းအဝိုင်းရဲ့လှုံ့ဆော်မှုတွေဘက်ကိုတစ်ချက်ကြည့်လိုက်ကြအောင်ပါဒီအပိုင်းကတော့ကမ္ဘာနဲ့မြန်မာထိပါတယ်နိုင်ငံတကာရဲ့အာရုံစိုက်မှုထဲမှာအမေရိကန်ကဥပဒေရေးရာလှုပ်ရှားမှုတစ်ခုရှိခဲ့ပါတယ်။မီဇီမာသတင်းမှာဖော်ပြထားတာကတော့ American Outlaw တော့က BRAVE Burma Act ဆိုတဲ့ဥပဒေကြမ်းတစ်ခုကိုအတည်ပြုလိုက်တဲ့ဆိုတော့ပါပဲ။ဒီလောက်ရက်ကိုတော့ဗြိတိန်ခြေစိုက်မြန်မာယူဟင်ဂျာအဖွဲ့ဖြစ်တဲ့ Brooke ကကြိုဆိုခဲ့တယ်လို့ဆိုပါတယ်။တစ်ဖက်မှာလည်းတန်တမာရေးရာကျူးပန်းမှုတွေကလည်းဆက်ရှိနေပါတယ်။ပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကကိုစားလေတွေဟာကုလသမဂ္ဂမှာကျင်းပတဲ့လွှတ်တော်ဆိုင်ရာကြားနာပွဲတစ်ခုကိုတက်ရောက်ခဲ့တယ်လို့ခေတ်သစ်မီဒီယာမှာဖော်ပြထားပါတယ်အိန္ဒိချင်းနိုင်ငံတွေမှာလည်းမြန်မာနိုင်ငံသားတွေနဲ့ပတ်သက်တဲ့အဖြစ်အပျက်တွေကရှိနေပြန်ရောတခုကတော့စိတ်မကောင်းစရာသတင်းပေါ့ DVB သတင်းရမလေးရှားမှာမြန်မာတွေအပါအဝင်နိုင်ငံသား6000ကျော်တလာခွဲအတွင်းမှာဖမ်းဆီးခံခဲ့ရပါတယ်ဒါမဲ့အားတက်စရာဘကကြည့်ရင်တော့ခေတ်သစ်မီဒီယာရဲ့ဖော်ပြချက်အရဖိလစ်ပိုင်အစိုးရကနိုင်ငံရဲ့အချင်းသားတွေထပ်မံလွတ်ပေးဖို့တောင်းဆိုခဲ့တာမျိုးလည်းရှိခဲ့ပါတယ်ကဲနောက်ဆုံးအပိုင်းကိုရောက်လာပါပြီဒီနေ့မှထောက်ပေါ်လာတဲ့တခြားထူးခြားတဲ့သတင်းတွေကိုစူးစီးဖော်ပြတော့မှာပါပဋိပက္ခတွေကြားကဘဝရဲ့တခြားရှုထောင့်တွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်ပဋိပက္ခရဲ့တိမ်ရောက်မှုကတိတ်ပွဲမြေပြင်မှာပဲရပ်မနေပါဘူးမြန်မာနောင်မှာဖော်ပြထားတဲ့စောင်းမတပုကတော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုကိုမီးမောင်းထိုးပြထားပါတယ်အဲ့ဒါကတော့လက်ရှိတိုက်ပွဲတွေကြောင့်ကမ္ဘာအမွေအနှစ်ဖြစ်တဲ့ပကတ်မြို့ဟောင်းကြီးရဲ့လုံခြုံရေးနဲ့အနာဂတ်အတွက်စိုးရိမ်မှုတွေမြင့်တက်လာနေရဆိုတဲ့အချက်ပါပဲဒီလိုလေးနဲ့တဲ့သတင်းတွေကြားကနေခဏလောက်အားကစားကဘာပဲကိုအာရုံပြောင်းကြည့်လိုက်ရအောင် DVB ရဲ့သတင်းတွေရဆိုရင် Real Madrid က Real Sociedad ကို 4-1 နဲ့အနိုင်ရခဲ့တယ် Manchester City ကလည်း FA Cup မှာနောက်ကဆင့်တက်သွားခဲ့ပါတယ်ပြီးတော့ Cristiano Ronaldo ကလည်းပြန်ကစားတဲ့ပွဲမှာဂိုးသွင်းယူနိုင်ခဲ့တယ်လို့ဖော်ပြထားပါတယ်
ဒီနေ့တရက်တည်းမှာပဲစစ်ရေးနိုင်နိုင်ရေးတန်တမန်ရေးကနေယဉ်ကျေးမှုအားကစားတီနယ်ပယ်ဇုံကအဖြစ်ပြက်တွေကိုတွေ့ခဲ့ရပါတယ်။ဒီလိုကွဲပြားစုံလင်ပြီးတစ်ခါတလေမှာစန့်ကျင်ဘက်ဖြစ်နေတဲ့သတင်းတွေအားလုံးကိုပေါင်းဆက်ကြည့်လိုက်တဲ့အခါမြန်မာနိုင်ငံရဲ့အနာဂတ်အတွက်ဘလို့အရေးအယောင်တွေကိုဖော်ပြနေတယ်လဲဆိုတာကတော့ဆက်ပြီးစဉ်းစားစရာဆွေးနွေးစရာအချက်တစ်ခုပဲဖြစ်ပါတယ်။